ကိုနိုင်ငံကိုဌာနေကိုမပြန့်ညင်သူရှိပါမလားကွယ်မလွမ်းမဲ့သူရှိပါမလဲကွယ်ခွဲခွာလာနေကြလေတော့လေလေတိုင်းသားမှမပြောဘူးမေသားလွန်းနဲ့အမေနဲ့ရွာကလေးနိုင်ငံကိုဌာနေကိုမပြန့်ညင်သူရှိပါမလားကွယ်မလွမ်းမဲ့သူရှိပါမလဲကွယ်ခွဲခွာလာနေကြလေတော့လေလေတိုင်းသားမှမပြောဘူးမေသားလွန်းနဲ့အမေနဲ့ရွာကလေးလွမ်းမိုးပွဲပကြီးကတစ်ချက်နဲ့တဘာဝသလေးအမွေသက်တွေဆုံးနေအညာမြေကရွာကလေးကိုမရောက်တာကြာပြီမြေအောင်မြေတိုင်းနဲ့လွမ်းရပြီအတွင်းများကပြည့်ပြန်ခြင်းလဲခဏလောက်တီးခံဝေးရောက်မည်ရည်ရွယ်ချက်ပန်းတိုင်းတစ်ခုစီမရောက်သေးခင်အားတင်းလို့ရဲ့အလွမ်းရဲ့ရင်လေမဝေးတဲ့နေ့ရောက်ပြန်ခဲ့မယ်အမေနိုင်ငံကိုဌာနေကိုမပြန့်ညင်သူရှိပါမလားကွယ်မလွမ်းမဲ့သူရှိပါမလဲကွယ်ခွဲခွာလာနေကြလေတော့လေလေတိုင်းသားမှမပြောဘူးမေသားလွန်းနဲ့အမေနဲ့ရွာကလေးလွမ်းမိုးပွဲပကြီးကတစ်ချက်နဲ့တဘာဝသလေးအမွေသက်တွေဆုံးနေအညာမြေကရွာကလေးကိုမရောက်တာကြာပြီမြေအောင်မြေတိုင်းနဲ့လွမ်းရပြီအတွင်းများကပြည့်ပြန်ခြင်းလဲခဏလောက်တီးခံဝေးရောက်မည်ရည်ရွယ်ချက်ပန်းတိုင်းတစ်ခုစီမရောက်သေးခင်အားတင်းလို့ရဲ့အလွမ်းရဲ့ရင်လေမဝေးတဲ့နေ့ရောက်ပြန်ခဲ့မယ်အမေ